ဒီလမ်းတော့ပိတ်ဆွဲဖျားငါးစုပဲသွားတယ်လမ်းပေါ့နော်ဒီဘက်မှာတော့မြို့ထဲပဲဆင်းတာပေါ့နော်ဒီဘက်ကတော့အရှိရွာပဲသွားတယ်ဗျာနော်ဟိုထိပ်မှာဓမ္မယန္တီနော်ခုကျွန်တော်ရောက်နေတဲ့နေရာကတော့ကိုလောခါဖျားเจ้าပေါ့နော်ဝင်လေကြည့်အောင်ဗျာနော်အပြင်လေးတွေကလာတယ်ဗျာနော်ဒီဖျားเจ้าတော့ကန်တော်အရက်မှာကြာတာပေါ့နော်သူရိတူရတာဒီမေတော်ဖျားเจ้าနဲ့နော်ထဲဝင်ကြည့်အောင်ဗျာနော်ရတယ်ထဲဝင်ကြည့်လိုက်ရတယ်ဒါကအတွင်းပိုင်းပေါ့နော်အဝေးရောက်တဲ့မိုးကုတ်တူမိုးကုတ်တာတွေနော်ကိုရောခါလူမျိုးတွေရည်ရွယ်ပြီးမှရိုက်ပေးတာနော်ကျန်တဲ့လူမျိုးတွေလည်းဘခုတူတာပေါ့နော်အဝေးရောက်နေတဲ့ကိုရောခါလူမျိုးလေးတွေဒီမှာဗျနော်အဝေးရတဲ့လမ်းပြီးမှပူဇော်လို့ရတယ်နော်မေတော်ဖျားပုံနော်ဒါတော့ဗုဒ္ဓမြတ်စွာဘုရားပါနော်ဒါကကျောင်းအတွင်းပရဝတ်အတွင်းမှာပေါ့နော်တန်တန်ရှင်းရှင်းတတ်ရရနဲ့နေချင်းစပွဲလေးဗျာနော်ဘုရားကျောင်းကကြည်ကြည်ဝန်းဝန်းလေးနဲ့ကဲအဝေးမှာရောက်နေတဲ့ကောလခါလူမျိုးလေးတွေနော်အမတ်တရားပါနော်